Yo what's up guys ကျွန်တော်အရင်နေ့ကဒီဗီဒီယိုတင်ခဲ့ရပေါ့နော်အဲ့ဗီဒီယို comment အောက်မှာဆိုရင်ဒီလိုမျိုးဘယ်လိုလုပ်ရမလဲဆိုပြီးမေးထားတဲ့သူအများကြီးရှိရဲ tutorial ဘယ်လိုလုပ်ရမလဲဆိုပြီးမေးထားတဲ့သူတွေပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာကတော့အဲ့ဗီဒီယိုတော့ demo ပုံစံမျိုးဘယ်လိုလုပ်သွားလဲဆိုတာကိုကျွန်တော်ပြပြပြသွားမှာဖြစ်ပါတယ် okay ဒါဆိုရင်စလိုက်ကြအောင် let's go sorry ပါဆိုပဲဟိုကနေလေးရှုပ်နေလို့Okay ဒါဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ဒီကိုယ့်ရဲ့ laptop ထဲမှာပေါ့နော် Windows ပဲဖြစ်ဖြစ် Mac ပဲဖြစ်ဖြစ် laptop ထဲမှာ DaVinci Resolve ဆိုတဲ့ application ထည့်ထားဖို့လိုတယ်DaVinci Resolve ကကျွန်တော်တို့ဒီ free version နဲ့ရှိရပေါ့နော်သူတို့ရဲ့ official website ထဲမှာပြီးတော့ကျွန်တော် studio version ဆိုပြီးတော့နောက်ထပ် paid version တခုရှိရပေါ့နော်အဲ့တော့ကိုယ်အဆင်ပြေနဲ့ download လုပ်လို့ရပါတယ်ဒါမှမဟုတ်ကျွန်တော် studio version ကိုသုံးချင်တယ်အခုလောလောဆယ်ကျွန်တော်တို့ဒီ mobile ကျင်သေးဘူးဆိုရင်လည်းကျွန်တော် Telegram ထဲမှာကျွန်တော် studio version free ပေါ့နော် crack version တင်ပေးထားပါတယ်လာရောက် download လုပ်လို့ရပါတယ် okay ဒါဆိုရင်ကျွန်တော်အရင်ဆုံးအနေနဲ့ DaVinci Resolve download ပြီးသွားပြီဆိုရင်ကိုထည့်မဲ့ video file ကိုထည့်လိုက်မယ် okay ထည့်ပြီးသွားတဲ့အချိန်မှာကျွန်တော်ဒီ editing Thailand ကနေဒီအောက်ဆုံးမှာကျွန်တော် color mode ရှိအောင်နော်ဒီထုတ်သွားလိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီ note ကိုဖွင့်မယ်ဖွင့်ပြီးသွားတဲ့အချိန်မှာကျွန်တော်ဒီ note တစ်ခုတွေ့လာပြီပေါ့နော်ဒီလိုမျိုး note မရှိဘူးဆိုရင်ကျွန်တော်တို့ဒီ map မှာဆိုရင်option S နဲ့ပေါ့ map မှာဆိုရင်ကျွန်တော်တို့ option S နှိပ်လိုက်တာနဲ့ကျွန်တော်ပြန်မယ်နော်ဒါ option S နှိပ်လိုက်တာနဲ့ note တစ်ခုအသစ်ပွားသွားပြီပေါ့နော်အဲ့တော့note မတွေ့ရင်ဒီ option S နှိပ်ပြီးတော့ပွားလို့ရတယ် okay ဒါဆိုကျွန်တော် effect ထဲမှာဝင်မယ် effect ထဲဝင်ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ search bar လေးမှာကျွန်တော် depth map ဆိုပြီးရရှာမယ် depth map ဒီမှာကျွန်တော်တွေ့ရနော်ဒီ depth map ဆိုပြီးတော့ကျွန်တော်ထင်တယ်ဒါ basic မှာမရတော့ဘူးကျွန်တော် studio mode မှာပဲ depth map ရတာထင်တယ် okay ဒါဆိုရင်ဒီ depth map ကိုဒီလိုမျိုးဆွဲထည့်လိုက်မယ်အဲ့တော့ဆွဲထည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီလိုမျိုးပြောင်းသွားပြီပေါ့နော်ဒီ depth map style ဖြစ်သွားပြီဒါကကျွန်တော် preview အနေနဲ့ထားတာပေါ့နော်ဒီ preview လေးကိုပြလိုက်မယ်ဆိုရင်ဒါမပေါ်တော့ဘူးဒီဟာက preview အနေနဲ့ကြီးတဲ့ mode ကိုပဲဒီလိုမျိုးကြီးထားပြီးတော့export ထုတ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအနေထားရသွားပြီဖြစ်ပါတယ် okay ဒါဆိုရင်တော့ဒီ depth style effect လောက်တာတွေကတော့ဘာမှမခက်ဘူးလို့လေးပဲပေါ့နော်ဒါနီလန်နဲ့တည်သွားပြီဆိုတော့ send လုပ်ကြည့်ချင်တဲ့သူတွေ send လုပ်ကြည့်လို့ရပါပြီဒီဗီဒီယိုကဒီလောက်ပါပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ကြအောင်မယ်မသိရရှိရင်လည်းလာမေးလို့ရအောင်ကျွန်တော်ရဲ့ bio Telegram channel creator community link ကို join ထားလို့ရပါတယ်ကျွန်တော်တို့ဒီထဲမှာဗီဒီယိုအကြောင်းတွေ design အကြောင်းတွေအတူတူဆွေးနွေးသွားလို့ရတယ်တိတ်တယ်ပြောလို့ရတယ် bye bye